စောသွားခဲ့သည်ရုံရောက်သည်ပင်မှန်ကြောင်းသာတွင်နေထိုချိန်သူ့အထက်ရာရှိတဦးဝင်လာသည်ဟေးအောင်မြတ်မနေ့ကဒီစခန်းကိုလာတဲ့မင်းကလေးအကြောင်းမင်းသိလားမသိပါဘူးသူမရဲ့အဖေကကျွန်တော်တို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုဌာနကပညာရှင်ဟောင်းတယောက်ပဲသူနာမည်ကဒေါက်တာသိန်းဝင်းဖြစ်တယ်သူကလွန်ခဲ့တဲ့တလကဆုံးသွားတယ်လေဒီမှာသူ့ရဲ့တေခါနီးဗီဒီယိုတစ်ခုပါမင်းကြည့်လိုက်အောင်တစ်ချိန်ကလူတွေဟာဒီမန်ကိုကြောက်ရွံ့ကြတယ်ဒါပေမဲ့ငါကြည့်တဲ့အခါငါအတိတ်ကိုမြင်ရတဲ့ငါရဲ့ပျောက်ဆုံးနေတဲ့ဇနီးမေမျိုးရဲ့အမေသူမဆုံးရတဲ့အကြောင်းရင်းကိုမြင်ရတယ်ဒါဟာငါ့ကိုနာကျင်စေတယ်ဒါပေမဲ့ဒါဟာလွတ်မြောက်စေတဲ့မန်ကငါ့ကိုခွင့်လွှတ်ဖို့တင်ပေးတယ်ကိုခွင့်လွှတ်နိုင်အောင်စူးစမ်းဖို့ပေါ့ဒါကြောင့်ငါသမီးဒီမန်ကိုလူတွေစီယူသွားပေးပါမန်ကိုကြည့်ပြီးသူတို့ရဲ့အတိတ်ကိုမြင်ခွင့်ပေးပါမန်ကသူတို့ကိုပြစ်ဒဏ်ပေးဖို့မဟုတ်ဘူးသူတို့ကိုခွင့်လွှတ်နိုင်ဖို့အခွင့်ရေးပေးဖို့ပါဦးအောင်မျက်ခေါင်းထဲတွင်အတွေးများဝင်လာတဲ့တခုခုကိုဆုံးဖြတ်ချက်ချဖို့ပေါ့ထိုအစဉ်ထက်ရာရှိကငါယုံကိုရောက်တာနဲ့ရဟန်းတပါးကြွလာတဲ့ရော့ဒီမှာဒီမန်ကိုငါကိုလာပေးသွားတယ်သူကမင်းကိုဒီအကြောင်းသိစေခြင်းနဲ့အရာရှိကမန်ကိုပစီထားသောဝတ်ကိုဖြေလိုက်ရာတွင်ဂျင်းနီပေါင်ခတ်ထားသောမန်သည်အလင်းရောင်မိုင်းမိုင်းလေးနှင့်ထိုးထွက်နေသည်ဦးအောင်မြတ်သည်မိနစ်ပေါင်းများစွာမန်ကိုငေးကြည့်နေခဲ့သည်နောက်ဆုံးတွင်သူသည်မန်ကိုယူကမန်မျက်နှာပြင်ဘက်သို့လှည့်လိုက်သည်မိုင်းနေသောမျက်နှာပြင်သည်တဖြည်းဖြည်းကြည်လင်လာသည်ထိုးညက်ကမြေကမ်းပါမောင်ကျော်စေနှင့်ညှင်းခုန်နေပုံမိုးကြိုးပစ်တံလက်သီးစုပ်ကရိုက်နှက်ပုံမောင်ကျော်စေမြေပြင်သို့လဲကျသွားပုံဦးအောင်မြတ်၏မျက်နှာပေါ်တွင်ထိတ်လန့်ကြောက်ရွံ့သောအကြည့်ပြီးနောက်ကိုယ်ထဲကိုမြစ်ထဲသို့လှိမ့်ချလိုက်ပုံအပြစ်ရှိသောအတိတ်၏ရုပ်ရှင်ဇလံသည်ဦးအောင်မြတ်ကိုနာကျင်စွာထိုးနှက်သည်သူ၏မျက်ရည်များမထိန်နိုင်အောင်ကျလာသည်သို့သောပုံရိပ်သည်ဤနေရာတွင်ရက်တက်မသွားချေချိန်သည်ရှေ့သို့ရွေ့လျားသွားသည်ရဲစခန်းသို့ပြန်လာနေသောဦးအောင်မြတ်၏ပုံရိပ်သူ၏မျက်နှာပေါ်တွင်စိတ်တန်ရာရသူ၏ခြေကွဲဝမ်းနည်းမှုနောက်တစ်နေ့မှဆက်ပြီးသူသည်မိမိ၏လစာထဲမှမောင်ကျော်စေ၏မိသားစုထံနမည်မဖော်ဘဲပိုက်ဆံပို့ပေးနေပုံသူ၏အလုပ်တွင်ပုံမိုစ조사လာပုံသူလက်ခံနိုင်သောမောင်ခိုမှုများကိုသာလက်ခံပြီးမတရားသောအမှုများကိုညှင်းပယ်နေပုံတွေကိုမြင်ရပြီးနောက်မှန်ပြင်ရည်လိုင်းကဲ့သို့လှုပ်ရှားကလူတယောက်ပုံရှင်းလင်းပြတ်သားစွာပေါ်လာပြီးဦးအောင်မြတ်အားစကားစပြောသည်မှာမင်းရဲ့အပြစ်ကကြီးမားတယ်ဒါပေမဲ့မင်းရဲ့နောင်တနဲ့ပြုပြင်လို့စိတ်ကလည်းစစ်မှန်တယ်ဒါကြောင့်ကောင်းမွန်တဲ့လမ်းသာဆက်လျှောက်ပါထိုစကားဆုံးတွင်မှန်နှဲရှိပုံရိပ်ပြောက်သွားသည်မှန်တီမူလအတိုင်းပြန်မိုင်းသွားသည်ဦးအောင်မြတ်သည်မျက်ရည်များဆူရွှဲနေတော့လဲသူ၏ရင်ထဲတွင်နှစ်ပေါင်းများစွာတည်ဆောင်လာသောဝန်ထုတ်ကြီးချက်လာတဲ့ကဲ့သို့ခံစားရသည်ဒီအချိန်မှာပင်ဦးအောင်မြတ်တို့စီကိုရဟန်းတပါးနှင့်မေမျိုးတစ်ချိန်ထဲမှရောက်ရှိလာသည်မေမျိုးကအရာအားလုံးပြီးသွားပြီဆိုတော့ဒီမန်ကိုဘာလုပ်ကြမလဲမေမျိုးကတော့ပြတိုက်မှာထားခြင်းနဲ့ကောင်းပါတယ်ဖုံဖုံသဘောတူပါတယ်မှန်ရဲ့စမ်းသပ်မှုကလည်းပြီးဆုံးသွားပြီလေသူ့ရဲ့တာဝန်ကလူတွေကိုကိုမြင်ခွင့်ပေးဖို့ပါကိုပြစ်ကိုမြင်ပြီးတဲ့အခါဒါမှမဟုတ်ကိုကောင်းမှုကိုမြင်တဲ့အခါလူတွေရဲ့ရွေးချယ်မှုကိုကြံရစ်စေခဲ့တယ်ကျွန်တော်ရွေးချယ်မှုကဒီကိစ္စကိုဝန်ခံဖို့ပါပဲကျွန်တော်ကျူးလွန်ခဲ့တဲ့အမှုအတွက်တရားစီရင်ခံရဖို့အသင့်ပါပဲဓာတုပါတက်ကနေဒီအနောက်ဘက်ကောင်းကင်ရံတွင်နှင်းဝင်လိုနီးပါအချိန်ဖြစ်နေသည့်ဦးအောင်မြတ်တီတရားရုံးသို့ဆက်တင်ထွက်ခွာသွားဖို့ပြင်နေစဉ်မေမျိုးကဦးအောင်မြတ်အားဦးအောင်မြတ်ကိုမေမျိုးကျေးဇူးတင်ပါတယ်မေမျိုးကဘာအတွက်ကျေးဇူးတင်နေတာလဲကျမဖေရဲ့ဆန္ဒကိုပြေဝအောင်လုပ်ပေးလို့ပြီးတော့ကျမကိုယ်တိုင်လည်းမှန်ကိုကြည့်မိတယ်မေမျိုးမင်းမှန်ထဲမှာဘာကိုမြင်ခဲ့သေးလဲကျမဖေကကျမကိုဘလောက်ချစ်တယ်ကျမမေကိုဘလောက်တန်းတနေတယ်ဆိုတာကိုမြင်ရတယ်ပြီးတော့ကျမကိုကျမခွင့်လွှတ်ဖို့တင်ယူနေတဲ့ပုံရိပ်ကိုမြင်ရတယ်အဲ့ဒါပါပဲနှစ်ဦးစလုံးနားလေသဘောပေါက်သွားကြသည်မှန်ချက်သည်ကိုယ်တိုင်ကိုယ်ကျဖြေရှင်းရမည်စစ်မှန်သောစံတက်မှုဖြစ်ကြောင်းသိရှိပြီးနောက်ဦးအောင်မြတ်သည်တရားရုံးဘက်သို့ထွက်ခွာသွားသည်မှန်သည်ရဟန်းဘုံဘုံ၏လက်ထဲတွင်နောက်ဆုံးအချိန်အလင်းကိုထင်ဟပ်ပြီးမိုင်းသွားပြန်သည်သူ၏တာဝန်ပြီးဆုံးသွားပြီဖြစ်သည့်လူသားတို့၏စိတ်နှလုံးသားသည်စစ်မှန်သောမှန်ချက်ဖြစ်ပြီးရွေးချယ်မှုတိုင်းသည်ကျွန်တို့၏အနာဂတ်ကိုထင်ဟပ်စေသည်ကျွန်တော်မျိုးရဲ့ Nobel Story တွင်မောင်ကြီး AI မှတင်ဆက်သောတင်ကိုတင်ပြမြင်နိုင်သောမှန်ဇလန်းလေးပြီးဆုံးသွားပါပြီအားပေးကြသူတိုင်းနဲ့အားလုံးသောကျမ်းမာချမ်းသာပြီးမင်္ဂလာပေါင်းနှင့်ပြည့်စုံကြပါစေကျေးဇူးတင်ပါတယ်ပြန်လည်တွေ့ကြပါ